ရခိုင်ပြည်စစ်တွေမျိုးနီမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့နှစ်ဖက်တိုက်ပွဲတွေဒီရက်ပိုင်းမှာပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့စစ်တွေဒေသခံတွေကပြောပါတယ်။စစ်တွေမျိုးနဲ့ပုံနာကျွန်းမျိုးကြားမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တာစနိုက်ပါပစ်ခတ်တာတွေတောက်လျှောက်ဖြစ်ပွားနေပါတယ်။အခုရက်ပိုင်းမှာနေတိုင်းလိုနှစ်ဖက်တိုက်ပွဲတွေရှိနေပါတယ်။စစ်တွေမျိုးနဲ့ပုံနာကျွန်းမျိုးတွေကြားမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ဒရုန်းတွေပြီးတော့လက်နက်ကြီးတွေစနိုက်ပါတွေနဲ့ပစ်ခတ်နေကြပါတယ်။ပြီးတော့တိုးကန်ကျေးရွာကြံတုံးနဲ့ကန်းကိုကျေးရွာတွေဘက်မှာစစ်ကောင်စီတပ်ကတက်ဆွေးထားတာရှိပါတယ်။အဲဒီကနေအေးရှိတဲ့နေရာတွေကိုလှမ်းပစ်တာရှိပါတယ်။စစ်တွေမျိုးဘော်ကလည်းတောက်လျှောက်အတန်တွေကြားနေရတယ်။လူတွေအရင်ကထက်ထိုက်လန့်မှုတွေရှိကြပါတယ်။တိုက်ပွဲတွေအရင်ရက်ပိုင်းတွေကထပ်ပိုပြီးပြင်းထန်လာကြတယ်။ပြီးတော့အခုရက်ပိုင်းမှာစစ်ကောင်စီရဲ့စစ်တမ်းဖို့ရှစ်ဆန်းအထိစစ်တွေပင်လင်းပြမှာတုံ့ပြန်ချထားတာကိုတွေ့ရပါတယ်။ဒါအပြင်စစ်တွေမျိုးနဲ့ဝါဘိုကျေးရွာနဲ့တောကန်ကျေးရွာအနီးမှာရေတပ်အင်အားတပ်အင်အားတွေဖြစ်တင်နေတာကြောင့်အာရခတပ်တော် AA ကဝင်းရောက်ပစ်ခတ်မှုတွေရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီဘက်ကပုံနာကျွန်းအဆက်အမြင့်ကျွန်းရွာဘက်တွေကိုတပ်အင်အားတွေပို့ဆောင်နေတာရှိနေသလိုတန်ချက်ကားတွေနဲ့စစ်သင်္ဘောတွေလည်းတိုးမြင့်ချထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ကျမတို့ကြားတာကရွှေမင်းကန်ရေတပ်စခန်းအမတ်စနစ်ရဲတပ်ရင်းနဲ့ကန်တော်ကြီးအနီးမှာရှိတဲ့တပ်ရင်းတွေကနေလက်နက်ကြီးတွေအဓိကပစ်ခတ်နေတယ်လို့ကြားပါတယ်။ AA ဘက်ကတော့မင်းချောင်းတစ်ဖက်ကမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေတပ်ရင်းတွေကိုလက်နက်ကြီးတွေစနိုက်ပါတွေနဲ့လန်းပစ်ခတ်တာမျိုးတွေလုပ်နေတယ်လို့ကြားပါတယ်။မြို့ကန်တွေကတော့စိုးရိမ်တာပေါ့ရှင်။ဘယ်နေ့မှတိုက်ပွဲတွေမြို့ထဲရောက်လာပြီးဘယ်လောက်ထိကြီးမားဖြစ်ကြမလဲပေါ့။ပြည်သူတွေမှာတော့ပြေးစရာနေရာမရှိဘူးရှင်။ပင်လယ်ကပဲထွက်ပြေးရမှာပဲ။တိုက်ပွဲကြားမှာကြားညံ့မှာကိုအရန်စိုးရိမ်နေကြတာပေါ့။ဒီအပိုင်းစစ်တွေမျိုးအနီးပင်လယ်ပြင်မှာစစ်ကောင်စီရဲ့စစ်သင်္ဘော၈စင်းထိတွန်းမြင့်ချထားတာကိုတွေ့ရတယ်လို့စစ်တွေမျိုးစစ်ရေးသတင်းရင်းမြစ်တူက Western News ကိုပြောပါတယ်စစ်တွေမျိုးမှာထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေနဲ့စစ်တွေမျိုး point ကမ်းခြေအပါအဝင်မြို့ပတ်လည်မှာမြေမြုံမိုင်းတွေထောင်ထားတယ်လို့စစ်တွေမျိုးကန်တွေကပြောပါတယ်လက်ရှိမှာတော့ဝါဘိုကျွန်းကို AA ကထိန်းချုပ်ထားပြီးချောင်းတစ်ဖက်ကမ်းမှာရှိတဲ့တောကန်ကြံတော်နဲ့ကန်းကော်ကျွန်းကျေးရွာတွေမှာစစ်ကောင်စီကတက်ဆွဲထားပြီးနှစ်ဖက်အခြေအနေတင်မာနေပါတယ်။အာရခတပ်တော် AA ဟာပလောဝမြို့အပါအဝင်ရခိုင်ပြည်တွင်းကမြို့နယ်15မြို့နယ်ကိုသိမ်းပိုက်ထားပြီးကြန့်ရှိနေတဲ့စစ်တွေမြို့နဲ့ကြောက်ဖြူမြို့တွေကိုစစ်ရေးတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။